မင်္ဂလာပါရှင် MSLE TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးကိုဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့အဆိုတော်စုံလင်းပါနဲ့မင်းသား Heavy Fuel တို့ရဲ့သတင်းတူထွားလေးတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုမတင်ဆက်ခင်မှာရမင်းတို့နေ့စဉ်တင်ဆက်ပေးနေတဲ့ Sally တွေနဲ့ပတ်သက်တဲ့သတင်းတွေကိုအမြဲမပြတ်သိရအောင် Subscribe button နဲ့ Notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ရှင်အခုတစ်ခါမှာတော့ချင်းပြည်နယ်ကစစ်ဘေးရှောင်ပြည်သူတွေအတွက်လိုအပ်တာတွေလှူဒန်းပေးနေတဲ့စုံသင်းပါအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ချင်းပြည်နယ်မှာရှိတဲ့စစ်ဘေးရှောင်ပြည်သူအယောက်1500ခန့်အတွက်လိုအပ်တာတွေကိုလှူဒန်းပေးနေတယ်လို့လည်းသိရပါတယ်။ချင်းပြည်နယ်ပလောဝမြို့နယ်ရှိကျေးရွာပေါင်း900မှာစမီးမြို့နယ်မတူပီမြို့များကိုရောက်ရှိလာကြတဲ့စစ်ဘေးရှောင်ဒုက္ခသည်များ1500ဦးရေခန့်ရှိနေပြီးဒဏ်ရာရသူအများပြားလည်းရှိနေပါတယ်။ဒုက္ခတွေများအတွက်အရေးပေါ်လိုအပ်နေတဲ့စေဝါနဲ့စားဝတ်နေရေးတို့အတွက်စုံသင်းမှာကအကူအညီများရရှိရန်ဆောင်ရွက်နေပါတယ်။လူရင်းလူသူများကိုလည်းဆက်သွယ်နိုင်ပါတယ်လို့ဆိုပြီးသူမရဲ့ Facebook စာမျက်နှာမှာရေးသားထားတာကိုလည်းတွေ့ရပါတယ်။သူမရဲ့စီအားထက်သန်မှုကိုကြည့်ပြီးပရိသတ်တွေကလည်းတက်နိုင်သလောက်ပါဝင်လူရန်ခဲ့ကြပါသေးတယ်။ဒီနေ့မနက်မှာတော့စစ်ဘေးရှောင်ပြည်သူတွေစီပို့မဲ့စားနပ်ရိက္ခာတွေကိုတေချာစစ်ဆေးကပြင်ဆင်မှုတွေလည်းပြုလုပ်ပြီးပါဝင်လူရန်ကြတဲ့အလူရှင်တွေကိုကျေးဇူးတင်ကြောင်းလည်းပြောပြခဲ့ပါသေးတယ်။စုံမင်းမှာကတော့သူဝါသနာပါတဲ့ဂီတအလုပ်တွေကိုလုပ်ရင်ပရာဟိတအလုပ်တွေကိုပါပူးရဲလုပ်ကိုင်နေတာကိုတွေ့ရပါတယ်။တငယ်ချင်းတွေဖြစ်ကြတဲ့မီမီဝင်းဖေကော်နီတင်ဆောင်မောချောစုခင်တို့နဲ့လည်းအတူပရာဟိတလုပ်ငန်းတွေကိုအဆက်မပြတ်လုပ်ကိုင်နေတာကိုလည်းတွေ့ရပါတယ်။အခုတစ်ခါမှာတော့တရုတ်ဆောင်လောကနဲ့ဝေးကွာနေပြီဖြစ်တဲ့တရုတ်ဆောင် Heavy Fuel ရဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။တရုတ်ဆောင် Heavy Fuel ကတော့ရုပ်ရှင်လောကနဲ့ဝေးကွာနေတာဖြစ်တဲ့အတွက်ကြောင့်တရုတ်ဆောင်လောကနဲ့ဝေးကွာနေပြီဖြစ်တဲ့ Heavy Fuel ကတော့ရုပ်ရှင်ဇာတ်ကားတွေကိုပြန်လည်ရိုက်ကူးနေပြီလို့သိရပါတယ်။လက်ရှိမှာတော့ဒါရိုက်တာယုံလေးရိုက်ကူးထားတဲ့ Dragon Empire မှာပါဝင်တရုတ်ဆောင်နေတာကိုလည်းတွေ့ရပါတယ်။ရုံလေးကလက်ရှိမှာအမှုပညာအလုပ်တွေနဲ့အလှမ်းဝေးနေတဲ့ Heavy Fuel ကိုသူကိုယ်တိုင်ရိုက်ကူးနေတဲ့ Dragon Empire ဇာတ်ကားမှာပါဝင်စေခဲ့တာပဲဖြစ်ပါတယ်။ငယ်စဉ်ကလေးကအမှုပညာလောကမှာကလေးတရုတ်ဆောင်တအုပ်ဖြစ်နာမည်ကြီးခဲ့တဲ့ Heavy Fuel တယောက်ကိုတော့အမှုပညာအလုပ်တွေနဲ့ဝေးကွာနေတဲ့အချိန်မှာသူတကယ်စိတ်မကောင်းဖြစ်နေရတယ်လို့လည်းယုံလေးကပြောကြားလာခဲ့ပါတယ်။ Heavy Fuel ကတော့ဇာတ်ကားတွေခေါ်နေရိုက်ကြတော့တာရုပ်ရှင်လောကကပျောက်သွားသလိုဖြစ်ခဲ့ရတယ်။တစ်ဖက်မှာလည်းစီးပွားရေးအလုပ်တွေကိုလေးလာနေလို့ပြိတ္တနဲ့ဝေးခဲ့တာပါ။ဇာတ်ကားတွေပြန်ရိုက်နေပါပြီ။မင်းသားနေရာမှာမဟုတ်ပဲဇက်ရုပ်အစုံကိုတရုတ်ဆောင်နေပါတယ်ဆိုပြီးတော့လည်း Heavy Fuel ကပြောပြလာခဲ့ပါတယ်။လွန်ခဲ့တဲ့6နှစ်ကျော်လောက်က Heavy Fuel နဲ့ဖုန်းကြီးเจ้าမှာစုံခဲ့ရတဲ့အမှတ်တရလေးကိုလည်းယုံလေးကအခုလိုပဲပြောပြလာခဲ့ပါတယ်။သူနဲ့လွန်ခဲ့တဲ့6နှစ်9နှစ်လောက်ကတော့တွေ့ဘူးတယ်။ဖုန်းကြီးเจ้าတစ်เจ้าမှာကျွန်တော်ကိုအရင်လာနှုတ်ဆက်တာကိုကိုအရင်လာနှုတ်ဆက်တဲ့အတွက်ပျော်တယ်။ဘာပဲပြောသူကကျွန်တော်ရဲ့စီနီယာလေးကိုရင်းငယ်ကလေးကကျွန်တော်ကပြိတ္တဖြစ်ကြည့်နေရတော့ကိုကြည့်ဘူးတဲ့အမှုပညာရှင်လာကြည့်တယ်ဆိုတော့ပျော်သွားတာပေါ့ပျော်ပြီးတော့စကားတွေပြောပြတယ်လို့လည်းယုံလေးကပြောပါတယ်။ Heavy Fuel နဲ့မတွေ့ဖြစ်ကြတော့ပေမဲ့သူ့ရဲ့အင်တာဗျူးတွေကိုကြည့်ပြီးစိတ်မကောင်းသလိုနှမျောမိသလိုလည်းခံစားရပါတယ်တဲ့။သူ့ရဲ့အင်တာဗျူးတစ်ခုတက်လာတယ်။သူအမှုပညာအလုပ်တွေနဲ့ဝေးသွားတယ်ဆိုတာပြောတာတွေ့တော့စိတ်ထဲမကောင်းဘူး။လူတွေတော်တော်များများကတော့မတွေ့ရကြရင်မေ့သွားကြတယ်။တတိယတဲ့အချိန်မှာနှမျောလိုက်တာဆိုတဲ့စိတ်ဖြစ်မိတယ်။ဒါပေမဲ့နှမျောတဲ့စိတ်ကိုဒီတိုင်းမထားပဲကျွန်တော်လန်းမိသလောက်မရရအောင်ဒီကားထဲမှာပါဝင်နိုင်အောင်ကြိုးစားခဲ့တယ်။အမှန်တိုင်းပြောရရင်ဒီဇက်မှာလူကြီးတွေပဲပါတာအရှင်တွေကိုပဲတီးတန့်ပြင်ဆင်ထားတဲ့ဟာဒီကားမှာကျွန်တော်ကသူ့ကိုမရရအောင်ထည့်မယ်ဆိုပြီးစဉ်းစားပြီးရိုက်ဖြစ်သွားတာပါရုံကြီးရိုက်ကူးနေတဲ့ Dragon Empire ဇာတ်ကားကြီးထဲမှာတော့ Heavy Fuel အပြင်အခြားသောအမှုပညာရှင်တွေအများကြီးထည့်သွင်းရိုက်ကူးထားတယ်လို့လည်းပြောကြားလာခဲ့ပါတယ်။ Heavy Fuel ကတော့ငယ်စဉ်ကတည်းကကလေးတရုတ်ဆောင်ဖြစ်တဲ့အမှုပညာလောကထဲမှာအောင်မြင်မှုမှတ်တိုင်ရရှိပြီးသားတရုတ်ဆောင်တဦးလည်းဖြစ်ပါတယ်။သူကတော့ရုပ်ရှင်ဇာတ်ကားဗီဒီယိုဇာတ်ကားတွေနဲ့ TV ကြော်ညာတွေကိုလည်းအများကြီးရိုက်ကူးခဲ့တဲ့သူတဦးပါ။ပြိတ္တရင်ထဲကိုထိမှန်စေတဲ့ဇာတ်ကားတွေကတော့ဇော်ကြီးဇာတ်ကားနဲ့ကျမကနှင်းစီပါမောင်းဆိုတဲ့ဇာတ်ကားကြီးတွေပဲဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့ MSLE ပရိသတ်ကြီးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ MSLE TV ရဲ့ Subscribe button လေးကိုလည်းနှိပ်ထားပေးဖို့မမေ့ပါနဲ့ဦးနော်။